ကျွန်တော်အကြိုက်ကတော့ပွင့်လင်းပြောမယ်ဆိုဒီကြက်မဲတောက်လျှောက်ပဲသုံးပါပေါ့ သင်္ကြန်ပါရှင်ကျက်နှကောင်ဘီလက်မြေရဲ့ Growing Together Season ကနေကြိုဆိုလိုက်ပါတယ်အခုကတော့ညီမတို့ကျက်နှကောင်ဘီလက်မြေတစ်မျိုးတည်းကိုအသုံးပြုထုတ်လုပ်ထားတဲ့ရွှေပြည်ဦးကွန်ကရစ်အုပ်အမျိုးမျိုးထုတ်လုပ်ဖြန့်ချိရေးကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ပိုင်ရှင်အကိုနဲ့မကိုအခုလိုမျိုးကိုပိုင်လုပ်ငန်းတစ်ခုတည်ထောင်လာနိုင်ခြင်းရဲ့နောက်ွယ်မှာဘလို့ခက်ခဲတွေရှိခဲ့လဲကျက်နှကောင်ဘီလက်မြေကိုဘာကြောင့်ရွေးချယ်ပြခဲ့ရလဲဆိုတာကိုတော့ရောက်မြင်မြတ်မှာမို့ညီမနဲ့အတူတူလိုက်ခဲ့ပြပါအောင်နော်မင်္ဂလာပါရှင် ဟုတ်မင်္ဂလာပါ ဟုတ်ကဲ့ပါရှင်ပထမဆုံးအနေနဲ့ပေါ့နော်အကိုတို့မတို့ရဲ့ဒီနာမည်လေးနဲ့အကိုတို့မတို့လောက်ကင်နေတဲ့ဒီလုပ်ငန်းအကြောင်းလေးကိုမိတ်ဆက်ပေးပါဦးတဲ့ ဟုတ်ကျမကတော့ရွှေရေးပါ တော့အောင်မျိုးပဲ ဟုတ်ကဲ့ပါရှင် ရွှေပြည်ဦးအုပ်ဆက်နာမည်လေးနဲ့ရောင်းပါတယ်အိမ်ဆောက်ပစ္စည်းဖြစ်တဲ့အုပ်ထုံးသေးကြောက်တွေကိုရောင်းပြီးတော့အုပ်ကတော့အဓိကထားပြီးတော့ရောင်းပါတယ်ရှင်ရွှေပြည်ဦးအုပ်ဆက်ရဲ့ဒီနေရာလေးကတော့မန္တလေးနဲ့ပသိမ်ကြီးမျိုးနဲ့ကြောင်မီးနဲ့3အိမ်ကြားမှာရှိရ9မိုင်ဝေးပြင်ဦးလင်းအစင်းလန်းမှာရှိပါတယ် ဟုတ်ကဲ့ပါရှင်ဒီလုပ်ငန်းလေးကိုပေါ့နော်မတို့စတင်ဝင်ရောက်ခဲ့တာရောဘယ်နှစ်ခုနှစ်လောက်ကစတင်ဝင်ရောက်ခဲ့ရလဲ ဒီလုပ်ငန်းလေးကိုစတင်ဝင်ခဲ့တာကတော့2019ခုနှစ်ကနေပြီးတော့ဝင်ခဲ့တာအခုဆိုလို့ရှိရင်9နှစ်ရှိပြီ2019ခုနှစ်ကနေပြီးတော့ရှယ်ယာစက်တူအနေနဲ့ပေါ့နော်3နှစ်တိတိအလုပ်လုပ်ခဲ့ပါတယ်ကျန်တဲ့4နှစ်ကတော့ကိုယ်ပိုင်ဖြစ်ပါတယ် ဟုတ်ရှင်ဒီလုပ်ငန်းကိုပေါ့နော်စတင်ချိန်မှာရောမတို့ဘလို့ခက်ခဲလေးရှိခဲ့လဲပေါ့အဲ့ဒီခက်ခဲလေးကိုရောမတို့ဘလို့ဒီနေ့ကြောက်ခက်ခဲလဲဆိုတာလေးသိချင်ပါတယ်ရှင် ဘယ်လိုပြောရမလဲရှိတော့ရှိတာပေါ့ဗျာအဲ့လိုကျွန်တော်ခက်ခဲတွေရတော့နော် ခက်ခဲတွေကတော့ရှိရဲ ခက်ခဲတွေတော့ရှိတာပေါ့ဒီလိုမျိုးအုပ်တွေလုံးဝရောင်းပါတဲ့ချိန်ကကျတော့ကျွန်တော်တို့ဒီမျိုးပဲတောက်ပြီးတော့တောက်ခံတာတော့စူးစမ်းရတာပေါ့အဲ့လိုမျိုးပေါ့ ညီမတို့ရဲ့ဒီတက်နက်ကဘီလက်မြေကိုရောမတို့ဘယ်လိုမျိုးစတင်ခဲ့ရလဲရှင်ဒီလိုမျိုးစတင်ပြီးတော့ညီမတို့တက်နက်ကဘီလက်မြေနဲ့တူလက်တွဲဖို့ပေါ့နော်ရွေးချယ်ပြခဲ့တဲ့အကြောင်းလေးလည်းသိချင်ပါတယ်ရှင် အဲ့ဒါစတိတာကျွန်တော်ဦးလေးရှိရဦးခင်စိုးကနေပြီးတော့စပြီးတော့လူမျိုးတုံးလူမျိုးကအဆင်ပြေတဲ့အဲ့လိုမျိုးပြော ကျန်ပြီးကျန်တဲ့ကောင်ပြီးလက်မြရလဲကောင်းတယ်နောက်ပြီးကြတော့ဈေးကလည်းအဆင်ပြေတယ်အသင်းတင်မယ်ဘာခက်ခဲမှမရှိခဲ့ပါဘူး ဟုတ်ကဲ့ အဘကဟိုဘက်ကဝန်ထမ်းတွေကလည်းလုံးဝအဆင်ပြေပါတယ်ကျွန်တော်တို့အဲ့လိုမျိုးလိုရတဲ့ချိန်ကိုလိုတဲ့ချိန်ကျတော့လာပြီးတော့အဲ့လိုတန်းပြီးတော့ရောက်ပို့ပေးရပေါ့အဲ့လိုမျိုးပေါ့ဟုတ် ဟုတ်ကဲ့ပါရှင်အကိုတို့ကပေါ့နော်ဒီညီမတို့ရဲ့တက်နက်ကဘီလက်မြေကိုတုံးပြီးတော့ဒီအုတ်တွေကိုထုတ်တယ်ဒီအုတ်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအုတ်တွေနဲ့ပတ်သက်ပြီးတော့ customer တွေဘက်ကပေါ့နော်ဘယ်လိုမျိုး feedback လေးတွေပေါ့နော်ဘယ်လိုမျိုးတုံ့ပြန်ချက်လေးတွေပေးကြလဲရှင် မျိုးပေးလဲဆိုတော့ခုကျွန်တော်တို့ကသုံးနေရတော့ကြံ့မဲ့သုံးများတာပေါ့မနက်ကရိုက်ပြီးပါဆိုရင်သူကအချောက်ကမြန်တယ်ဟုတ်အုပ်လဲကောင်းတယ်ကျွန်တော်တို့အကြိုက်ကတော့ပွင့်လင်းပြောမယ်ဆိုဒီကြံ့မဲ့တောက်လျှောက်ပဲသုံးတာပေါ့ကျွန်တော်အုပ်သမားတွေကတော့အဲ့လိုမျိုးပဲဟုတ် ညီမတို့ရဲ့ဒီတက်နက်ကဘီလက်မြေပေါ့ပေါ့နော်သဘောကျတဲ့အချက်ကလေးတွေပေါ့တဲ့အချက်လေးတွေကိုအများဆုံးသဘောကျလဲရှင် ဟုတ်ဟိုလိုပေါ့ခုကြက်လက်ကောင်ကကိုယ်စလေတွေကကြတော့ကျွန်တော်တို့ဒီဥမာငွေတွေပါဆိုလို့ဖြစ်ရင်လည်းသူတို့ကဘလို့နေလေစောင့်လဲစောင့်ပေးတယ်ပေါ့အဲကျွန်တော်တို့လိုအပ်တဲ့ချိန်ဆိုလို့ဖြစ်ရင်လည်းပြန်ပြီးတော့ဟိုအချိန်မီနဲ့အချိန်နဲ့တပြည့်ရောက်ပို့ပေးတယ်ပေါ့ဟုတ် ဒီလက်ရှိဈေးကွက်မှာရော customer တွေကဘယ်ရာကိုပို့ပြီးတော့နေထားပြီးရွေးချယ်လာကြတာကိုတွေ့ရလဲရှင် ဘယ်ဟာကိုရွေးချယ်ပြီးတွေ့ရလဲဆိုတော့အခုအဓိကတော့မှအုပ်ကတော့အရေးသွေးပါပဲကျွန်တော်တို့ကြတော့အရေးသွေးနဲ့အခုဥမာပြောသလိုပေါ့အရေးသွေးရအခုကျွန်တော်လည်းယုံကြည်စိတ်ချမှုရှိရတဲ့သူတို့အချိန်မီကိုရောက်ပို့ပေးရနိုင်တယ်အဓိကတော့အဲ့အရာတွေပါပဲဟုတ် အကိုတို့အနေနဲ့ပေါ့နော်ညီမတို့ရဲ့စက်နှကောင်ဘီလက်အနေနဲ့အတူရှေ့လျှောက်ပေါ့နော်လက်တွဲသွားရမယ်ခီးလမ်းမှာရောပေါ့နော်ဘလို့မျောလင်းချက်လေးတွေရှိပါတယ်လေရှင့် ရှေ့လျှောက်ဘယ်လိုမျိုးလင်းချက်လေးရှိတယ်ဆိုတော့ကျန်တော့မစိုးပါဘူးသူကလည်းလို့အကုန်အဆင်ပြေနေတော့ကြတော့ကျွန်တော်တို့ရဲ့အထင်ပြောရမယ်ဆိုလို့ဖြစ်ပေါ့ဖိုက်တူပိုင်လေးထုတ်ပေးရင်တော့ပို့ပြီးတော့ပို့အဆင်ပြေမယ်လို့တော့ကျွန်တော်ဘက်ကတော့ထင်တာပေါ့အဲ့လိုမျိုးလေးပေါ့နော် ဟုတ်ကဲ့ပါအဆုံးမီကုန်းလေးအနေနဲ့ပေါ့နော်ညီမတို့ရဲ့ဒီစက်နှကောင်ဘီလက်မြေဆိုတဲ့နာမည်ကိုမမတို့အကိုတို့ရဲ့ပေါ့နော်စိတ်ထဲကနေပြီးတော့ခန်းစားချက်တစ်ခုနဲ့ဖော်ပြမယ်ဆိုရင်ရောဘလို့စကန်လုံးလေးနဲ့ဖော်ပြခြင်းလဲရှင့် ဒီစကလုံးနဲ့ဖော်ပြမယ်လို့ဆိုတော့ အောင်မြင်မှုလက်တွဲပေါ့ အောင်မြင်မှုလက်တော့ပေါ့အဲ့လိုမျိုးနဲ့ပဲဖော်ပြ ဖော်ပြပါတယ်ဟုတ်နောက်ထပ်အသစ်တက်မဲ့မျိုးဆက်သစ်တွေကိုလည်းဒီအောင်မြင်ဒီကျန်တဲ့ကောင်နဲ့ပဲလက်တွဲသွားမယ်လို့ယုံကြည်စိတ်ချပါတယ် ဟုတ်ကဲ့ပါရှင်အခုလိုမျိုးပေါ့နော်ညီမလေးတို့ရဲ့မိကုန်းလေးတွေကိုအချိန်ပေးပြီးတော့ဖြည့်ချပေးတဲ့အတွက်ရောစက်နှကောင်ဘီလက်မြေကိုအစဉ်တစိုက်ပေါ့နော်30ပေးရတဲ့အတွက်ကောညီမတို့စက်နှကောင်ဘီလက်မြေဘက်ကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်လည်းကျေးဇူးတင်ပါတယ်ကြာဟုတ်